အားလုံးပဲမင်္ဂလာပါကျမတို့26เนาะ26ရက်နေ့အတွက်26ရက်နေ့အတွက်ကိုနေတိုင်းပြောမယ်ပြီးတော့ဟိုเนาะကျမ information ပေးထားတာရှိရเนาะ break လေး break information ပေးထားတာရှိရအဲ့ဒါကို break တစ်လုံးစထွက်ပြီเนาะပြီးတော့ဗုဒ္ဓဟူးမကျော်ပတ်တိကကုစုံ2ကြိမ်တောင်အောင်ပြီเนาะနောက်ပြီးတော့ဒီကောင်ပြန်လာမယ်လို့မထင်ထားဘူးလေနော်ပုံမှန်ဆိုရင်သူကတစ်ကြိမ်နဲ့ပဲထွက်တာအခုကနောက်တစ်ကြိမ်တောင်မှပဲကောက်ထွက်လာသေးတယ်ဟိုကတင်ခွက်ပါမိရဟာကိုပြောတာပထမတစ်ကြိမ်မှာတော့63ဆိုပြီးတော့ကျွန်မတင်ခွက်မိရမှာနော်အဲ့ဒီတင်ခွက်ကဒီနေ့ပဲပြန်ပြီးတော့36လို့ပြီးပြန်လာတာကိုကအဲ့လိုတစ်ခါမှအဲ့လိုမလာဘူးပေါ့နော်ဒီတင်ခွက်ကကြာလေဟိုငါလုံးအခွေရတော့ဟုတ်တယ်ပြန်လာတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့တော့အဲ့ဟာလေးမှာကျမတို့ခံလိုက်ရအောင်လေနေတိုင်းကတော့လွဲသွားတယ်နော်နေတိုင်းဒီနေ့လွဲပါတယ်အဲ့တော့26ရက်နေ့အတွက်မှာဆိုရင်တော့ကျမတို့ဗာလဲဆိုရင်နေတိုင်းကကျမပြောမယ်နော်တေးသေးချာချာလေးမှတ်ထားပေးပါဗာလဲဆိုရင်ねအဲ့ဒီဗုဒ္ဓဟူးနေ့မှာ8-4-3ညနော်8-4-3ညအဲ့ဒီကဏ္ဍ3လုံးကသူ့ရဲ့မိုင်ကုန်ဒိတ်ကဗုဒ္ဓဟူးထီပဲမိုင်ကုန်ဒိတ်ကဗုဒ္ဓဟူးထီပဲ8-4-3ညမိုင်ကုန်ဒိတ်နော်မိုင်ကုန်ဒိတ်8-4-3ညတကယ်လို့သူကဟိုပါပေါ့ဗုဒ္ဓဟူးကိုကြော်သွားပြီဆိုရင်အဲ့ကြော်တဲ့ကောင်ကပျောက်ဖို့68%နော်ကြော်သွားတဲ့ကောင်က68%ဖြစ်မယ်မှတ်ထားနော်8-4-3ညရဲ့မိုင်ကုန်ဒိတ်ဗုဒ္ဓဟူးထီပဲဗုဒ္ဓဟူးတနေကုန်ဗျာအဲ့ဒီမှာဗုဒ္ဓဟူးကိုကြော်သွားပြီးတော့8ပဲကြံခဲ့4ပဲကြံခဲ့နော်အဲ့လိုကြံခဲ့တဲ့ကောင်ဥမာ2ကောင်8ကော4ရောပဲဖြစ်ဖြစ်8ကော3ညဖြစ်အဲ့လိုမျိုးတွေဗျာကြံခဲ့တဲ့ကောင်ကပျောက်မယ်နော်ပျောက်ဖို့68%ရှိပါတယ်ဟုတ်ပြီအဲ့တော့နေတိုင်းပတ်တိကနေကုန်3ည9 1846ခွန်အကက်ခွေ1846ခွန်အကက်ခွေပါနော်အဲ့တော့ကျွန်မပြောမယ်ငါးလုံးကွေကက်သမားတွေမနေ့ပြန်တင်ထိုးတော့โอเคဘိုင်